လူအများစုကမန်ဒယ်လို့လက်ခံထားကြတဲ့ဘန်ဒါရေးဆိုင်ရာအလေးအကျင့်ကောင်းတွေအဲ့ဒီຢာတွေကပဲတကယ်တမ်းမှာစစ်မှန်တဲ့ကျွဲဝမှုကိုတီးဆောချင်းကနေတားဆီးနေတယ်ဆိုရင်ဘယ်လိုလုပ်မလဲဟုတ်ပါတယ်ဒီနေ့ကျွန်တော်တို့အအောင်စလာကောင်းတဲ့ဒီလိုအန်တဲ့တချို့အကြောင်းကိုအတူတူလေ့လာကြည့်ကြပါမယ်ဒါကနည်းနည်းတော့ထူးဆန်းတဲ့မိခွန်းတစ်ခုလို့ဖြစ်နေနိုင်ပါတယ်တာဝန်တီးတက်ခြင်းကတကယ်ပဲကျွန်တော်တို့ကိုနောက်ပြန်ဆွဲနေနိုင်သလားပေါ့ဒါကမမြင်နိုင်တဲ့ပြောင်းပြန်အကျိုးသက်ရောက်မှုဆိုတဲ့အယူဆပါပဲဆိုလိုတာကတော့ရည်ရွယ်ချက်ကောင်းတွေနဲ့မမျှော်လင့်ထားတဲ့မကောင်းတဲ့ရက်လက်တွေထွက်ပေါ်လာတတ်တဲ့အကြောင်းကိုပဲကျွန်တော်တို့အတူတူလေ့လာကြည့်ကြမှာပါကဲပညာသားပါတဲ့ဆုံးဖြတ်ချက်တစ်ခုကိုစိတ်ကူးကြည့်ကြရအောင်2015ခုနှစ်တုန်းကပေါ့ဒေါ်လာ1000ကိုစနစ်တကျစုဆောင်းခဲ့တယ်ဆိုပါစို့လုံခြုံတယ်လို့ခံစားပြီးအဲ့ဒီပိုက်ဆံကိုဖေးဖယ်ထားလိုက်တယ်ဒါကတာဝန်တည်တဲ့လုံငယ်တစ်ခုပဲလေဒါပေမဲ့ဆယ်စုနှစ်တစ်ခုလောက်ကြာသွားတဲ့အခါအဲ့ဒီဒေါ်လာ1000ဟာအရင်ကလောက်မတန်တော့ပါဘူးဝန်နိုင်စွမ်းအားကတိတိတသားကိုကြာသွားတယ်ဘာမှမလုပ်ခဲ့ဘဲနဲ့ငွေကြေးဖောင်းပွမှုဆိုလေတစ်တစစ်လှုပ်ရှားနေတဲ့စွမ်းအားတစ်ခုကကိုယ့်ရဲ့စုငွေတွေကိုတဖြည်းဖြည်းနဲ့ကိုက်စားသွားခဲ့တာဒီအချက်ကတိတ်အရေးကြီးပါတယ်ကျွန်တော်တို့ဘက်ကအမားလုပ်ခဲ့တာမဟုတ်ပါဘူးလှုပ်တဲ့လှုပ်ထိုက်တာကိုပဲလုပ်ခဲ့တာပါပြဿနာကကျွန်တော်တို့ရဲ့ရွေးချယ်မှုမှာမဟုတ်ပဲရက်တက်နေတဲ့ငွေကိုတစ်တဆိန်အပြည့်ပေးတတ်တဲ့ဒီစစ်နှစ်ကြီးကိုယ်တိုင်မှာပဲရှိနေတာပါအဲ့ဒီအချက်ကပဲကျွန်တော်တို့ကိုပထမဆုံးဝီရိုဒီတစ်ခုစီခေါ်ဆောင်သွားပါတယ်အဲ့ဒါကတော့ဘေးကင်းတယ်လို့ထင်ရတဲ့ထင်အောင်ထင်မှားမှုပါပဲကျွန်တော်တို့ကိုအန်ဒီယမန်တမျှရှောင်ရှားဖို့အမြဲတင်ကြခံခဲ့ရပါမယ်အလုံးချုံဆုံးလို့ထင်ရတဲ့လမ်းကပဲရေရှည်မှာအန်ဒီယရှိဆုံးဖြစ်နေနိုင်တယ်ဆိုရင်တော့ဟုတ်ပြီလူမြန်လက်ခံထားတဲ့ဗန္ဒာကြီးအချက်ဉာဏ်ကတော့ရှင်းလေးပါပဲအကျွေးအားလုံးဟာအန်ဒရရှိတယ်ဒါကြောင့်အများဆုံးလွတ်မြောက်အောင်ကြိုးစားတင်ကြလို့ဆိုပါတယ်ဒါပေမဲ့အကျွေးတိုင်းကတော့အတူတူမဟုတ်ပါဘူးဒီလိုလေးစဉ်းစားကြည့်အကျွေးဆိုးဆိုတာရှိတယ်ဥပမာဝယ်လိုက်တာနဲ့တန်ဖိုးကျသွားတဲ့ TV တစ်လုံးအတွက်တုံးတဲ့ credit card အကျွေးမျိုးပေါ့ပြီးတော့အကျွေးကောင်းဒါမှမဟုတ် leverage လို့ခေါ်တဲ့အရာလည်းရှိပါတယ်ဥပမာအနာဂတ်မှာတန်ဖိုးတက်လာနိုင်တဲ့အိမ်တစ်လုံးဝယ်ဖို့ချင်းငွေယူတာမျိုးပေါ့တစ်ခုကကျွန်တော်တို့ရဲ့ကျွမ်းမှုကိုရုပ်လျော့စေပြီးနောက်တစ်ခုကဒီဆော့ပေးနိုင်ပါတယ် DSO ကကျွန်တော်တို့တွေးခေါ်ပုံကိုအခြေခံကာစပြီးကြောင်းမြက်လက်လိုက်တယ်လို့ပါပဲချင်းငွေပေါ်မှာလဲပတ်နေတဲ့စီးပွားရေးစနစ်တစ်ခုမှာဘေးခနဲ့ထိုင်းကြည့်နေုံတကကြားနေတဲ့လွန်ရတစ်ခုမဟုတ်တော့ပါဘူးဒါတကယ်လို့နောက်ကျချန်နေခဲ့ဖို့ဆုံးဖြတ်လိုက်တာနဲ့အတူတူပါပဲဒါကကိုယ့်ရဲ့ငွေကိုခံစစ်ကစားတာနဲ့တိုက်စစ်ကစားတာကြားကကွာခြားချက်ပါပဲခံစစ်ကစားရဲဆိုတာငွေသားစုထားလို့မျိုးရှိပြီးသားကိုပဲကာကွယ်တာပါဒါပေမဲ့အစမှကျွန်တော်တို့တွေ့ခဲ့သလိုပဲအဲ့ဒါတောင်အာမခံချက်မရှိပါဘူးတိုက်စစ်ကစားရဲဆိုတာကလို့တန်ဖိုးအတစ်တွေဖန်တီးတာဖြစ်ပြီးဒါကပဲတတ်နေတဲ့နေထိုင်မှုစရိတ်တွေကိုကြော်လွှားနေမဲ့တခုတည်းတော့နီလန်ဖြစ်ပါတယ်ခံစစ်အရန်ကစားလုံးတယ်လို့ပဲကျွန်တော်တို့ကတတိအရန်ကြီးလွန်သွားတာပါသေးတယ်ဒါကပဲကျွန်တော်တို့ကိုနောက်ထပ်မမြင်နိုင်တဲ့ထောင်ချောက်တထိုးစီခေါ်သွားပါတယ်အဲ့ဒါကတော့တေချာမှုကိုရဖို့ပြည့်စက်ရတဲ့ကြီးမားတဲ့တမိုးပါပဲဟုတ်ပါတယ်မတိချာမရမှုတူရှောင်ရှားပြီးဆုံးဖြတ်ချက်မချခင်ရှင်းလင်းပြီးအာမချန်ချက်ရှိတဲ့လမ်းကြောင်းတစ်ခုကိုလိုချင်တာကပညာရှိတဲ့လုပ်ရက်တစ်ခုလို့ထင်ရပါတယ်တဘာဝကျပါတယ်ဒါပေမဲ့ဒါဘယ်လိုဖြစ်လာလဲဆိုတာကြည့်လိုက်အခွင့်အလမ်းတစ်ခုကအသစ်ဖြစ်ပြီးမသေးမချာဖြစ်နေတဲ့အချိန်မှာအကျိုးအမြတ်ရနိုင်ချေကအမြင့်ဆုံးမှရှိနေပါတယ်လူတွေပိုတိလာပြီးပိုရှင်းလင်းလာတဲ့အခါမှာတော့အဲ့ဒီအလားအလာကကျုံသွားပါတယ်နောက်ဆုံးမှတေချာတဲ့အရာတစ်ခုဖြစ်သွားတဲ့အချိန်မှာတော့ပွဲကပြီးသွားပါပြီအခွင့်အလမ်းကကုန်သွားပါပြီဒါကြောင့်တေချာမှုကိုစောင့်ဆိုင်ခြင်းရဲ့တကယ်ထောင်ချောက်ကခွဲချမ်းစစ်ဖျားမှုမာသွားမှကြောင့်မဟုတ်ပါဘူးအချိန်လွန်သွားမှကြောင့်ပါအကြီးမားဆုံးအခွင့်အလမ်းတွေဆုံးရှုံးရတာဟာမာယွန်းတဲ့ဆုံးဖြတ်ချက်ကြောင့်မဟုတ်ပဲယုံကြည်မှုရှိဖို့ပဝင်းချင်းရဲ့ခွင့်ပြုချက်ကိုစောင့်နေကြလို့ဖြစ်ပါတယ်ကဲအခုလူအများစုရဲ့ဗန္ဒာရေးဘဝရဲ့အုံမြင့်ဖြစ်တဲ့လားစာငွေကိုကြည့်ကြအောင်ကျွန်တော်တို့ကဒါကိုအန်တင်းမလုံခြုံမှုရဲ့အရင်အမြင့်အဖြစ်ရှုမြင်လေရှိပါခဲ့ဒါပေမဲ့အဲ့ဒီအမြင်ကမာယွန်းနေတဲ့ရှုထောင့်တစ်ခုဖြစ်နေခဲ့မယ်ဆိုရင်တော့ငွေဆိုတာကအကန့်အရှိပြီးတထမတိတိုးတက်တဲ့ကိရိယာတစ်ခုပါလာစင်တိုင်းအသက်ကနေပြန်ဆရပါတယ်ဒါဟာထက်ခါရယူနေရမယ်တန်မိုးအရေးမြစ်တစ်ခုဖြစ်ပါတယ်ဒါနဲ့စန့်ကျင်ဘက်ကတော့ပိုင်ဆိုင်မှုတွေပါပဲဥပမာအင်ချမ်မြေတစ်ခွက် stock share အစိုးဖွဲ့တစ်ခုဒါမှမဟုတ်ကိုပိုင်လုပ်ငန်းတစ်ခုလိုမျိုးပေါ့ဒါဒီကကျွန်တော်အိတ်နေချိန်မှာတော့တန်ဖိုးတိုးပွားအောင်ကိုယ့်အတွက်အလုပ်လုပ်ပေးနိုင်တဲ့စရန်တရားတွေနဲ့တူပါတယ်ကျွန်တော်တို့ရဲ့စီးပွားရေးစနစ်မှာရှင်းလင်းတဲ့ဗတ်လိုက်မှုတစ်ခုရှိပါတယ်ဝင်ငွေရှာတာကိုအကျိုးပေးပေမဲ့ပိုင်ဆိုင်မှုရှိတာကိုတော့အများကြီးပိုပြီးအကျိုးပေးပါတယ်ဒီမှာမြင်ရတဲ့အတိုင်းပဲအချင်းကြလာတာနဲ့အမျက်တင်းငိမ့်တဲ့လောက်စာတသမတ်တီဖြည်းဖြည်းချင်းတိုးတက်သွားပေမဲ့ပိုင်ဆိုင်မှုတွေကတော့အဆက်ထိုးပွားနိုင်ပြီးဝင်ငွေတစ်ခုတည်းနဲ့ဘလို့မှလိုက်မမီနိုင်တော့တဲ့ကြီးမားတဲ့ကွာရချက်တစ်ခုကိုဖန်တီးလိုက်ပါတယ်ဒါကပဲကျွန်တော်တို့ကို
နောက်ဆုံးနဲ့အန်ဒီရဲ့ရှိဆုံးဖြစ်နိုင်တဲ့ထောင်ချောက်တစ်ခုစီခေါ်ဆောင်လာပါတယ်အဲ့ဒါကတော့အောင်မြင်မှုအဖေလီမှာပါနဲ့စွာဟန်ဆောင်ထားတဲ့ထောင်ချောက်တစ်ခုပါပဲ ဝင်ငွေတိုးလာတိုင်းလူနေမှုအရှင်အတန်းကိုမြင်တင်ခြင်းဟာတဘာဝကျတဲ့အဆူလပ်တစ်ခုလို့ခံစားရပါတယ်ကိုစုချတာပဲလေအဲ့ဒီအချိန်မှာတာဝန်မဲ့တဲ့လုပ်ရတစ်ခုလို့ပသူကထင်ပြီးပါလေ ဒါကတိမ်မွေးတဲ့တန်တရားတစ်ခုပါပထမလုံးလာစာတိုးလာတယ်ပြီးတော့လူနေမှုအဆင့်တန်းကိုမြင့်တင်လိုက်တယ်ပိုကောင်းတဲ့ကားပိုကြီးတဲ့တိုက်ခါမျိုးပေါ့ဒါမဲ့ဒါကလက်စင်ကုန်ကြစီတွေကိုပါမြင့်တက်စေပြီးကိုယ့်ရဲ့ပုံမှန်အခြေအနေအသစ်ဖြစ်လာပါတယ်ရုပ်ချက်ဆိုသလိုပဲကိုကအဲ့ဒီအခြေအနေထဲမှာပိတ်မိသွားပြီးအရင်ကထက်ပဏာရေးဆိုင်ရာလွတ်လပ်ခွင့်တွေပိုနေသွားပါတော့တယ် လူတွေရဲ့အလိုက်တဲ့နေချိုင်နိုင်စွမ်းကအန်အောဆရာကောင်းလောက်အောင်မြန်ဆန်ပါတယ်တလကအစဉ်ခံပစ္စည်းဖြစ်ခဲ့တာကနောက်တလမှမရှိမဖြစ်လိုအပ်ချက်ဖြစ်လာပါတယ်ကျွန်တော်တို့ကတဲတောင်တဲတာရှိမှုကိုအသားကျသွားပြီးမဲ့အဲ့ဒီတော့ကျတဲ့ငွေကိုလည်းပုံမှန်ပေးချေရတဲ့အခြေအနေမှာပိတ်မိသွားတတ်ပါတယ် ဒါပေမဲ့ဒီအတွေးလေးလေးနဲ့ညီကုန်းချုပ်ချင်ပါတယ်တကယ်ကြွယ်ဝချမ်းသာမှုဆိုတာဘာလဲကိုယ့်ရဲ့လစာပမာဏနဲ့တိုင်းတာလားဒါမှမဟုတ်ဘန်ဒါရဲ့ပြိုလဲဖို့ကိုကဘယ်လောက်ခက်ခဲတယ်လဲဆိုတာနဲ့တိုင်းတာလားဒါကချမ်းသာတယ်လို့ခံစားရအောင်လိုက်နေတာကနေကြမ်းကြမ်းခံနိုင်ပြီးတကယ်လွတ်လပ်ခွင့်စစ်မှန်ကိုတိဆောက်တဲ့စီကိုရှုမြင်မှုပြောင်းလဲစေမယ့်အတွေ့အကြုံတစ်ခုပါပဲ